ကျမတို့အသေးငယ်လူရှိတာအဲ့လိုမျိုးတွေဗီဒီယိုတွေပါတယ်ကြည့်တယ်အဆူရတာတနိုင်ငံနဲ့တနိုင်ငံဘာတွေအဲ့လိုအမေစီပြန်တာပေါ့ကအမေစီပြန်ပြီးတော့အဲ့လို surprise သွားလုပ်တဲ့ဟာကျမအရင်စိတ်ဝင်စားပြီးတော့နောက်ဆုံးဒီကြည့်ပြီးကျမငိုတာဒီဖေမီနဲ့ပတ်သက်တာလို့ပြန်မျိုးကိုယ်တန်းကနေတင်မလားမိဘနဲ့အဝေးမှာလေနေရဆိုအဲ့လိုမျိုးပြန်တအားပြန်ရှင်နေတဲ့အမေကြီးပြန်ပြီးအဲ့လိုမျိုးသူတို့လို surprise တွေလုပ်ချင်တယ်ဟိုလည်းနေ့တော့ဆိုလို့ရှိရင်လည်းဘုဒ္ဓဝင်ပြိုင်နေညီမလေးလေညီမလေးကအဲ့လိုမျိုးစကားလေးကလက်တက်အဲ့သူပြောတဲ့ဟာလေးမှအဲ့လိုမျိုးကိုကပါလေလိုက်ခံစားပြီးမျက်ရည်တွေပူပူပေါပေါကြာနေတာအဲ့လိုတခုခုဆိုလို့ရှိရင်မျက်ရည်ကဟိုသူများတွေကဝမ်းနေလို့ကြာကိုရီးယားအဲ့လိုမျိုးဝမ်းတာလုံးလို့ရှိရင်လည်းမျက်ရည်တွေကြာဝမ်းတာလုံးဆိုအဲ့ကျရင်ကိုလည်းစိတ်ကူးလေဒီအဲ့လိုမျိုးလေးမအေးမသိအောင်ပြန်ပြီးတော့မိ surprise တလုပ်ချင်ဝီးမနေရတဲ့ခန်းစားချက်ကမကောင်းလားနေအရန်နီးလုံးလို့ရှိရင်လည်းမတည့်ဘူးဒါမိဒီရင်ဖြစ်ဆူတယ်ဘာဖြစ်တယ်အကြဖြစ်တယ်ဝေးသွားလို့ရှိရင်လည်းဒါလွမ်းမှုကောင်းတယ်နော်